ကလေးသုံးလောက်အိတ်လေးတွေရှိပါသေးတယ်ကလေးသုံးလောက်အိတ်တွေကကလေးသုံးနော်ကလေးသုံးတဲ့ဈေးအချို့ဆုံးလေးကျွန်တော်ပြပေးမယ်ဒါလေးတွေဒီကောင်လေးက6အောင်စားရှိမယ်7အောင်စားရှိမယ်ဒီလိုဒီဇိုင်းလေးမှာကျွန်တော်3000နဲ့ပေးမှဖြစ်ပါတယ်ကလေးသုံးလေးနော်ဒါက10နှစ်17နှစ်12နှစ်အရွယ်လေးတွေနော်8နှစ်9နှစ်အဲ့လိုရွယ်လေးတောင်းတဲ့ဟာတွေကျွန်တော်စုပ်ပြလို့လည်းမရဘူးဒါလည်းသေးသေးလေးဖြစ်ပါတယ်ဒီဒီဇိုင်းရှိမယ်ဒီဒီဇိုင်းဟိုမှာဖြူလီအနက်ရှိမယ်ပြီးတော့နောက်တစ်မျိုးရှိသေးတယ်နောက်တစ်မျိုးလီခွန်းနဲ့ရရှိမယ်လီခွန်းဆိုတဲ့တွေကဒီကောင်လေးဒီဒီဇိုင်းလေးရှိမယ်ဒီကောင်လေးရှိမယ်ဒီကောင်လေးကကလေး3လေးကို3000နဲ့ရောင်းပေးမှာဖြစ်ပါတယ်เนาะဒီဒီဇိုင်းလေးရှိတယ်ဒီကောင်လေးကလည်းအနီရှိမယ်လှလှလေးဒီမှာအပြရှိမယ်เนาะကောင်လေးရှိမယ်ပြီးတော့ free site ကိုမှဈေးရှုပ်ရှုံနဲ့သုံးကျင်တဲ့လူငယ်တွေအတွက်ပေါ့ဈေးလည်းအများကြီးမသုံးကျင်ဘူးအိမ်မှာပျော်တမ်းမဲ့သုံးမယ်ဆိုတော့လူတွေအတွက်ကိုလူငယ်တွေအတွက်ကိုဒီကောင်လေးတွေက12အောင်စားရှိမယ်အဲ့ဒါ3800မှဖြစ်ပါတယ်15နှစ်16နှစ်အရွယ်သုံးတဲ့ကောင်တွေနော်မင်းကလေးတွေသုံးလို့ရတယ်ပြီးရင်ဒီတွေကလည်းရှိအောင်မယ်ဒီအောင်တွေကအဖြူနီပြနဲ့ဒါအရင်ကျွန်တော်ရောင်းနေကြရတယ်ရပဲအဲ့လိုပုံစံတွေရှိအောင်မယ်3800နဲ့ရှိမယ်လူကြီး site ထဲရတယ်နော်နောက်တစ်ခါကျွန်တော်ကြော်ညာပေးလိုက်ရဖြစ်ပါတယ်